အောင်သူမြမဘောလုံးလောကမှာပေါ်ထွန်းလာဖို့ခက်ခဲတဲ့လူသားမင်္ဂလာပါ KD Football Analysis ပရိသတ်ကြီးခင်များဒီနေ့မှာတော့ကျွန်တော်တို့မြန်မာပရိသတ်တွေတင်မကပဲအရှိတောင်အာရှကပါလေးစားရတဲ့မြန်မာကုံဆောင်တိုက်စစ်မှုအောင်သူအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အောင်သူဟာ2015ခုနှစ် U19 ကမ္ဘာဖလားပြိုင်ပွဲမှာမြန်မာအသင်းအတွက်သမိုင်းဝင်ဂိုးကိုသွင်းယူပေးခဲ့သူပါအဲ့ဒီနောက်မှာတော့ပြည်တွင်းလိဂ်ကနေတဆင့်ထိုင်းလိဂ်ကပလစ်တီရိုညောင်တောင်စတဲ့အသင်းကြီးတွေမှာတွားရောက်ကစားပြီးမြန်မာကစားသမားတွေရဲ့အရေးချင်းကိုတက်တည်ပြခဲ့ပါတယ်လက်ရှိမှာတော့အောင်သူဟာထိုင်းလိဂ်တကယူထိုင်းဌာနီအသင်းမှာအဓိကကစားသမားအဖြစ်ခြေစွမ်းပြနေစေဖြစ်ပါတယ်ဒဏ်ရာပြဿနာအချို့ရှိခဲ့ပေမဲ့သူ့ရဲ့ပါရမီနဲ့ကျွမ်းကျင်မှုကတော့လျော့ပါမသွားသေးပါဘူးညီကိုတို့ရောအောင်သူရဲ့ဘယ်ချိန်ကခြေစွမ်းကိုအကြိုက်ဆုံးလဲအောင်သူဟာမြမလက်ရွေးစင်အသင်းအတွက်အရေးပါဆုံးကစားသမားလို့ထင်သလားခမ်းမမှာဝင်ရောက်ဆွေးနွေးခဲ့ကြပါဦးခင်ဗျာအားကစားသတင်းနဲ့ကစားသမားတွေအကြောင်းစိတ်ဝင်စားရင်ကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel လေးကို Like and Share လုပ်ခဲ့ရတော့အားလုံးကိုကျေးဇူးတင်ပါတယ်